မလောက်ထားတဲ့ emote လေးပေါ့နော်အဲ့ဒါကအကုန်လုံး player အကုန်လုံးလဲ free ရမှာပေါ့နော်အားကြောင့်မလို့အကုန်ရမှာပေါ့အကုန်ရမှာပေါ့ထပ်စီလို့ရင်းနဲ့အမရဲ့ emote လေးပေါ့နော်အမရဲ့နည်းနည်းစပွိုင်းပေးလို့ရလားဘယ်လိုလုပ်ဘယ်လိုမျိုးလေးလဲဆိုတော့အဲ့လိုမျိုးပေါ့နော်မတို့ဘယ်လိုပြောမလဲအဲ့လို game ဆော့တဲ့ခါကြလို့ရှိရင်အဲ့လိုတယော်တဲ့ပုံစံမျိုးလေးပေါ့ဥပမာဆိုပါစို့ကအဲ့လိုအဲ့လိုတယော်တို့ဘာတို့သိရမလားအဲ့လိုလှောင်တဲ့ဟာလေးအဲ့လိုမျိုးအမကိုယ်တိုင်အတန်အမအတန်နဲ့ပေါ့နော်အမရဲ့ crush တုံးလေးတန်လေးနဲ့အဲ့လိုအမတန်လေးနဲ့ emote လုပ်ထားပါတယ်အဲ့ emote လေးနဲ့ free ပဲ free ပဲplayer အကုန်အတွက်ဟုတ်တယ်အမလောက်ထားတဲ့ emote လေးပေါ့နော်အဲ့ဒါကအကုန်လုံး player အကုန်လုံးလဲ free ရမှာပေါ့နော်အားကြောင့်မလို့အကုန်ရမှာပေါ့အကုန်ရမှာပေါ့ထပ်စီလို့ရင်းနဲ့အမရဲ့ emote လေးပေါ့နော်အမရဲ့နည်းနည်းစပွိုင်းပေးလို့ရလားဘယ်လိုလုပ်ဘယ်လိုမျိုးလေးလဲဆိုတော့အဲ့လိုမျိုးပေါ့နော်မတို့ဘယ်လိုပြောမလဲအဲ့လို game ဆော့တဲ့ခါကြလို့ရှိရင်အဲ့လိုတယော်တဲ့ပုံစံမျိုးလေးပေါ့ဥပမာဆိုပါစို့ကအဲ့လိုအဲ့လိုတယော်တို့ဘာတို့သိရမလားအဲ့လိုလှောင်တဲ့ဟာလေးအဲ့လိုမျိုးအမကိုယ်တိုင်အတန်အမအတန်နဲ့ပေါ့နော်အမရဲ့ crush တုံးလေးတန်လေးနဲ့အဲ့လိုအမတန်လေးနဲ့ emote လုပ်ထားပါတယ်အဲ့ emote လေးနဲ့ free ပဲ free ပဲplayer အကုန်အတွက်ဟုတ်တယ်